ကျွန်တော်ဒီနေ့မှာတက်စီရကောင်းတဲ့ဇာတ်လမ်းလုပ်ဖို့ရဖြစ်ပါတယ်ကျွန်တော်ကိုလည်း subscribe လုပ်ပေးပါဦးနော်ကျွန်တော်လို view ရဲ့အများကြီးလို့ဆိုရင်ဒီ comment အောက်မှာလာမေးသားပါဦးနော်ကျွန်တော်အင်္ဂလိပ်စာရေးတက်ချင်လို့ဆို comment အောက်မှာလေးရေးပြရအောင်နော် okay let's write let's write down let's do that ohမနေ့ကမလေးတော့ရပဲ Good morning hey good morning ချာလွှတ်ချက်တော့ on နေအေးဟုတ်တယ်လာဒီနေ့ဘာဝင်ကောင်းလဲငါတို့ဟိုအဲ့လိုဝယ်မလဲပါလဲတော်ရှိရဲ့အင်းဒီမှာဝယ်ကြရအေး I like this ငါရေချွေးနေကြရွက်ဒီမှာလေးရေချွေးနေငါရေချွေးနေဆရာဘာသာလာဝဖို့ငါတောင်းဝမှာချီအေးရရအောင်ဒီငါအဲ့ပါဘူးငါလည်းတော့အေးမိုးနေတယ်ဒီလားငါဆောင်နေဆိုတော့အင်းကိုဒီလောက်ထားခဲ့ကြ Okay 나 얘 졸라. 나 감사로 쓰대는다. 비비 나래 감사로. 여기 나 쭈쭈쭈 가서 풀어. 이거 좀 많이 많이 줘. bây giờ là anh có chào nó cá lại chưa đến là vào cái này nó đùa mà lại là mồi cổ chứ này rồi nó đâu có chả mình cái đâu cái này cái gì là cái này thì nấu mà cái gì nè cái đồ đâu nó cái này để mà mà CP đó ra đi nó khai gì thì nó khai gì đây thì cái gì đi ra đi nó áo thật rồi let's go today đây chị làm gì 수고 이 많이 하 그래 nó khéo rồi mà nó khéo rồi má con tôi ngã thì người cha mua đầu thì đó là thằng có là đây là ta chặt nó xa sao nhỉ nó xa sao nhỉ nó sao mà sao mà kia mà nó sao chẳng 이거 뭐 우리 이유자 디버디 이리 따자 키 과과이 왜 나와 나 지쳐 나 타고 야나와 지금 키 코가 디타월이 왜네 놀아잖아 해나 버티더니 근데 그게 rồi nó ngáo ra tới đây với mình nhá em xin lỗi đi không được đi sao sao về chia mà mấy xe này mình nói là cái này là lộ gì cho đi mới cho xa ya ok come on nó sao nó sai sao này nó sao nó sai sao này và cái này mình đi cái này làm gì vậy đi
ရဘယ်လဲအော်အဲ့တော့မော်တော်ဆိုင်အေးဟုတ်ပြီဒီဆိုင်တော့ဒီကပြည့်ရတယ်ဟောပြီငါတက်ပါဦးပြည့်လာထိရတယ်အဲ့လိုပြောပါမိုးမမိုးဘူး Let's go မောက်စာရောက်တော့ခါဒီစားအကောင်းဆုံးဆိုင်ကြည့်လားမာမခါလေးကျူးပါရှိနည်းနည်းလောက်ကျသွားတာအေးရပါတယ်ဖြစ်ပါဒီစားကြည့်နေဟာကြီးပြည့်ရတယ်ငါပြောရမယ်ခေါ်ဆွဲတော့ရဲ့မောင်ရင်းစီခေါ်ဆွဲရဲ့ပြီးကြရဲ့လက်ဖက်တော့ရဲ့ပြီးကြရဲ့မုတ်တီရဲ့ပြီးကြရဲ့ဗလဲဟောဗလဲခေါ်ဆွဲတော့ချပြီးကြရဲ့ကြပြောဒီကြောပြီးရဲ့သမင်းကြောပြီးရဲ့အော်တို့ခေါ်ဆွဲပြီးမိုးဟင်းလားအော်ခေါ်ဆွဲတော့ဝစားကြမယ်ဒီကရောပဲဒီခေါ်ဆွဲတော့ရမယ်နော်ဟုတ်ပြီပါမဒါမှထိုင်ကောင်းလေဒီတော့ထိုင်တော့မင်းဟာတပိုင်းလေမလေးရရမယ်နော်မလေးရရတယ်ဒီကောင်မကလည်းဟိုဘယ်လိုဖြစ်တယ်အေးဟုတ်တယ်ဘလို့လဲမသိဘူးအနေထားလို့ကြည့်ပါ看不了，这帮人过去，大家呗，没啥了，马去呗，呀，马去才没完，看这都是什么玩意儿？看这样，我那个什么还是没吧？你二三我忙我还没完，没有买你才买的呀？那看这样，咦，这样，看这样，哎，三对了啊，你三老的啦，看见没？我比赛多大家呢？比赛赛也多少卡 ？Let's go go！ 那可能也得，哎，香港朋友们没得呀，哎，啥没还啊？我那个呀啦，你说啥嘞？那个呀，你这你那个谁？臭你呀，给你臭你呀！嘿，我他妈没哎，去哪里？去哪里玩呢？bien có lẽ cái nó kêu hả để tôi đi vào mà thì ra là bạn nó phá sai nó thích lâu đã quá xa đi xa phải nó cười là kẻ luôn à anh người là đi là sao thì rồi cha nó nói mình là chi rồi mà đi xa để về nàoအိမ်တော့စားဖို့စိတ်ဝင်မှာဘာနဲ့ဝေးပြီသားဟာအေးကြည့်ပါဒီကဲမဟုတ်လားငါယူသားပါဆယ်ပါဟာဒါဒီကမှပါပဲအမအားရဆေးဟုတ်တော်လေးယူလိုက်တာငါတိုင်ကျမဆိုင်ရဒီကမှစိတ်မစားရအောင်ဆိုတော့တန်တာပေါ့အစားစီစားဘယ်မှမစားအေးဘာဖြစ်လို့မအေးကင်းစား对了多我们的结果啊好啦 Let's go 哎姐姐们要走了卡哎呀你这个夜呀大家们 Let's go 哎呀姐姐要多吧那偏嘛哎我不能让这个你偏偏嘛你的你啥你这个打的擦该给我擦ဒီကဘုဒ္ဓလည်းဒီတော့ရှိတာလေဒီကဘုဒ္ဓများတယ်အေးဟုတ်တယ်ဒီဆိုင်လည်းများတယ်အေးလည်းများတယ်အေးဒီကနေ့ရပါရှိတာဒီဆိုင်ရပါနေရမှာအေးမဟုတ်ဘူးဟုတ်တယ်နေရမဟုတ်ဘူးစာကြလို့ဒီရိုင်းဖေးဒီနေ့တအားကြီးပဲအေးတို့ကြောက်မှထားတယ်အထူးသဖြင့်တော့အာလူကြော်တယ်
အာရပါရချာအာရပါရစာအာရပါရချာအာရပါရစာပြီးတော့အာရပါရချာအာရပါရစာအာရပါရချာအာရပါရချာစာစတိုရီနှစ်ခုပဲမှာခဲ့နော်အေးကောင်းတော့ပေါ့ဟေးဟာကျမအလေးပြီးတော့ညီးလိုက်ခူးရအောင်ကလေးကတော့ကျမကလေးမဟုတ်နော်ဒီကလေးကိုဒီကောင်ကဒီကြရင်ဒီကိုတင်လိုက်အဲ့ဒါဆိုကျမတို့ကဒီပေါ်လက်ပစ္စည်းအများကြီးတင်လို့ရပြီလို့ကလေးလည်းတင်လို့ရတယ်နော်ကလေးဘယ်တော့ပဲယူကြည့်ဘူးအဲ့လိုစုယူလို့လည်းမဖြစ်တာတော့ဒီကျဲလေးကစုလို့လည်းမရအဲကျမစုအဲ့လူအားတော့လူကြီးတော့တင်နေကလေးပဲတင်ဒီကလေးကိုတင်တာပြန်ထားလိုက်အောင်နော်အဲ့ဒါကရဟာတော့ပြောရတယ်နော်အဲ့စားပေါ်ကလို့ရတခြားနေရာတွေလည်းကလို့ထိုင်ပါအဲ့ဒါအလွယ်ကူဆုံးမျိုးပြောပြရနော်လာရအသေးလို့လက်ဆက်ဆောင်လာအဲ့မွာလာဘာလို့လူကြီးတွေဆိုတင်လာမတက်ရအောင်တော့ဘာလို့ကောင်းလဲဆက်ရသည်ဆိုအေးတာပေါ့အေးရနော်နည်းထွေးလေးနဲ့မီးပုံလာမှာငါတို့ကိုစားဖတ်တယ်မလို့အေးဟုတ်တယ်စားဖတ်တယ်那啥了？看我还要吗？还有不要吗？你个弟弟没有呀？那啥了？好是要来干什么嘛嘞？你家是主要没去山里那样的呗？哎，我们在那边走，好了，俺有那里去了。你在那干啥？你要没去吗？去呀，去。ဒီမှာလည်းဆက်ပါအဲ့ဒီငါကကြည့်မာစောက်ကနေမှာငါနားပဲနားတော့မှမကြည့်ဘူးလေဒီလိုဒီကိစ္စလေးတဲ့လက်ရောင်းနေကလေးပါလေတဲ့စိတ်ကိုဟာဖြစ်နေတနေ့မှာတော့တဲ့တက်ချမ်းလို့ဆိုပြီးအပြင်မှာမိကိစ္စလိုက်နေတာအဲ့ဒါနဲ့သူ့အဖွားတဲ့ဖျားနေတယ်သူ့ကိုစိတ်မကောင်းပါဘူးနဲ့ဒေါသကြီးကအဖွားဒီလိုပြောလိုက်တယ်မွေးရမကြုံတဲ့သမီးလေးဟာငါပရောမဖြစ်လို့မွေးစားချင်ဘူးလို့ပြောတယ်ပြီးတော့ကမလေးကထပ်ပြီးမိသီးဆန်ရောင်းမလို့သူ့ကိုလည်းခဏနေကြသူ့ကိုခဏကကြီးလေးနဲ့ရေချောင်းနဲ့ရောက်သွားတယ်အဲ့လေကမလေးကခဏတစ်ခါချင်းနဲ့အားပြုတ်ရှောင်းတယ်နောက်ဆက်အဖေကလည်းတခါကဂျေတော့ပြတ်သွားတယ်အဲ့ဒါလေကောင်မလေးရတဲ့ဒီနားမှာလေသူ့ကစိတ်ပြည့်နေလို့ဘယ်သူမှမီးစဆိုင်လိုက်မရဘူး။ဒီနားလေးကတော့အိပ်ကြတော့ဒီလိုအိပ်ကြပြီးတော့အိမ်မထဲမှာလေသူ့အဖွားကျင်းလာနေတယ်။သမီးလေးအမေအဖွားရဲ့ဒီကောင်းတယ်ဆောက်ကြည့်ရဲ့ဒီသူကကောင်းတယ်ကိုသူ့ဖွားဆွဲသွားတယ်။ကြောက်တဲ့ကိစ္စတွေလေနည်းနည်းကြောက်သွားတော့ကောင်းကင်ပေါ်စတဲ့တော့ကောင်းဒီတစ်ဆယ်ရောက်နေကောင်မလည်းအနေကြောက်နေပြီးကြတော့ပျော်ရွှင်သွားတယ်ပြီးတော့နဲ့မိုးလေးနဲ့လူတွေအားတော့သူ့ပြီးသွားတယ်သူကအိမ်လာလာနေတော့တော့အပိုင်းနေအဲ့ဒါကျမပဲလုံမှာတခြားသူတွေမှမလုံကြားလားဝင်နေကြကြီးဝဝနဲ့အဲ့ဒါငါတို့မှာ